တော့ဒီအနောက်တကားကိစ္စနဲ့ပတ်သက်ရင်မိန်းကလေးတွေက special ကို share အနောက်တကားသွားလို့ရတဲ့เนาะသွားလို့ရတဲ့နေရာမဟုတ်ဘူးเนาะကျမတို့အန်ရရှိတဲ့နယ်မြေဖြစ်တယ်ဆိုတော့ညီမလေးတို့စိတ်လည်းမဝင်စားနဲ့တဘာဝကိုကြုံလွန်ပြီးတော့ဘာမှကိုစူးစမ်းဖို့မစင်စားနဲ့သွားကောင်းတဲ့ရက်ွက်နေရာမဟုတ်ဘူးအဲ့ဒီနေရာကเนาะအဲ့တော့ကျမကို follow ထားတဲ့ follower တွေကယောက်ျားလေး fan တွေများတယ်ဘာလို့လဲဆိုတော့ကျမကပန်းတေပန်းညိုအဓိကပြန်ပြီးတော့စွမ်းဆောင်ရည်အတွက်ကုသပေးတဲ့သူဖြစ်တဲ့အတွက်ယောက်ျားလေးတွေကငါတို့အခုတော့မလို့သေးဘူးငါတို့အခုတော့ထောင်မြည်နေတယ်သို့တော်လဲငါအတိတွေငါမိတ်ဆွေတွေပန်းတေပန်းညိုဖြစ်နေခဲ့ရင်ဒီလိုဆီယာမမျိုးစီမှာကုသမှုခံယူနိုင်အောင်ဆိုပြီးတချို့ကအဲ့လိုအတွေးနဲ့ဆီယာမကို follow ထားကြတယ် access ယူထားကြတယ်အဲ့တော့ယောက်ျားလေးအများစုကဆီယာမကို follow ကြတယ်အမကို follow ကြတယ်ပေါ့နော်follow တဲ့အခါမှာမန့်ရင်လေယောက်ျားလေးတွေပဲမန့်တာသို့တော့ဒီအနောက်တကားကိစ္စနဲ့ပတ်သက်ရင်မိန်းကလေးတွေက special ကို share တာကွာလုံးဝကို share တယ်လုံးဝကိုဝင်မန့်တယ်လုံးဝကိုစွာစီကိုလမ်းနေတာပဲအရမ်းကြိုက်တယ်ဒါမျိုးဖြစ်နေရမှာကျမတို့မိန်းကလေးတွေဒီကျမတို့ကိုအနိုင်ကျင့်လို့မရဘူးเนาะငါဒီမိန်းမကိုငါယူထားတာပဲဒီနင်းကိုငါလှုပ်ကြွေးနေတာငါပတ်စံနဲ့ရှာကြွေးနေတာအဲ့တော့ငါတောင်းဆိုတာရင်းနင်းလှုပ်ရမယ်ဆိုတော့ no ကျမတို့တဘာဝတရားရှိပြီးသားเนาะအဲ့တော့တဘာဝကိုလွန်ဆန်ပြီးပုံမတောင်းဆိုခဲ့ရင်ကျမတို့ဘယ်လိုကင်တွယ်မလဲကျမတို့ဘယ်လိုဖြည့်ရှင်းကြမလဲဒါအင်တန်အရေးကြီးတယ်အဲ့တော့မြို့သမီးတွေကလိမ်မာပါနှက်ဖို့လိုတယ်เนาะအမောင်လောကကြီးထဲမှာเนาะမျက်စိစုံမိတ်ပြီးတော့ကိုသူ့ကိုဒီကိုယ်လုံးထိုးကြွေးဖို့မလို့ဘူးเนาะဘဝမှာအရန်ကိုတန်ဖိုးရှိတဲ့အရာတွေကျမတို့လူဘဝရောက်တော့မှလောက်ရအောင်မှာဒါကြောင့်ကျမတို့ဒီအဲ့လိုကိုဖြစ်ချင်တာတွေကိုအကောင့်ထဲပေါ်ချင်တာတွေလုပ်ဖို့ကျမတို့ဘာဖြစ်ဖို့လိုလဲလုံးဝတက်ရှည်ကျမ်းမာနေဖို့လိုတယ်အဲ့ဒီလိုမတော်တရော်တွေလုပ်တယ်ဆိုရင်เนาะကုဆက်ယောဂပိုးတွေအချိန်မြေဝင်လာမယ်အဲ့ဒီခါမိသားစုစီးပွားရေးတွေကြာဆင်းလာရမယ်နှစ်ဦးနှစ်ဖက်စိတ်အနှောက်အယှက်ဖြစ်ရမယ်အိမ်တော်ရေးဒုက္ခတွေမตายရတော့ဘူးဘေဘီလေးတွေမွေးထားတယ်ဆိုရင်ကလေးတွေရဲ့အနာဂတ်ကရှိသေးတယ်ကိုယ်ကကျမရေးရမကောင်းနော်စိတ်တရားညစ်စီးပွားရေးလောကတာစိတ်ကမပါဒီယောဂကြီးကိုခံစားနေရတဲ့အခါမှာဒါကြောင့်အနောက်တကားတို့အနောက်ရက်တို့နော်ဒီထရေပွင့်ကိုခြွေဖို့တို့လုံးဝမစင်စားနဲ့တောင်းဆိုခဲ့ရင်လေကျမတို့ဒါကိုနော်ပညာသားပါပြန်ပြီးတုံ့ပြန်ပြီးတော့ကိုယ့်ရဲ့အမျိုးသားကိုနားချဖို့လိုတယ်ရန်ဖြစ်ရမယ်မဆိုလို့ဘူးနားပေါက်အောင်ပြောရမယ်နားမပေါက်ဘူးဆိုရင်တော့နားပေါက်အောင်လုပ်ရမှာပေါ့နော်အဲ့တော့ညီမလေးတို့သွားကောင်းတဲ့အရာတွေမဟုတ်ဘူးဆိုတာမှထပ်ပြီးတော့သတိပေးလိုက်မယ်နော်